အစ္စရေးနဲ့ဟာမတ်စ်တို့ကြားအပြည့်ရရေးသဘောတူညီချက်ရရှိသွားပြီးဆိုတဲ့သတင်းထွက်ပေါ်လာပြီးတဲ့နောက်ဂါဇာကပါလက်စတိုင်းတွေပျော်ရွှင်နေကြတာဖြစ်ပါတယ်။အမေရိကန်ကအဆိုပြုထားတဲ့အချက်20ပါအပြည့်ရရေးသဘောတူညီချက်ရဲ့ပထမအဆင့်ကိုအကောင့်တွေပေါ်ဖို့အတွက်အစ္စရေးနဲ့ဟာမတ်စ်တို့အကြားအောက်တိုဘာ10ရက်နေ့မှာသဘောတူခဲ့တာဖြစ်ပါတယ်။ပထမအဆင့်အရတိုက်ခိုက်မှုတွေအားလုံးကိုရပ်တန့်ရမှာဖြစ်ပြီးဖမ်းဆီးထားတဲ့ဒဇာကန်တွေကိုပြန်လည်လွှတ်ပေးရမှာဖြစ်ပါတယ်။ဒီအဆင့်မှာပဲနိုင်ငံကအကူအညီတွေဟာဂါဇာကမ်းမြောင်နဲ့ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အစ္စရေးဟာသူ့ရဲ့တပ်တွေကိုဂါဇာကနေဆုတ်ခွာကကိုလိုနီပြုမှုရပ်တန့်ပေးရမှာဖြစ်ပါတယ်။ဟာမတ်စ်ကလည်းလက်နက်တွေဆွန်ကနိုင်ငံတကာကကြီးကြပ်မဲ့အဖွဲ့ကိုအာဏာလွှဲပေးရမှာဖြစ်ပါတယ်။